ဒီနေ့တကယ်ချင်းငါတို့ခင်ဆောက်ကြမယ်ကျွန်တော်တယောက်လောက်ခေါ်မယ်လေဗျာဘယ်သူရောခေါ်ရလဲခေါ်တိုင်းခေါ်ဟဲ့မင်းခေါ်ရတာလားဟုတ်တယ်လေကျွန်တော်ခေါ်ရကြလေအော်ပလေးလီယိုလားကွာငါအကောင်လည်းမဆော့ချင်ဘူးကွာအကောင်ကြီးတားဖိထိုးတာပဲဟုတ်ပြီတကယ်ရတယ်မရှိတကယ်ရတယ်မရှိပြီးပြောလိုက်ရင်လည်းဆောက်ပြီးဆောက်ကျင်တယ်ဆော့ချင်ဘူးသွား तू ကရပြီးလို့ရှိရင်ဂိမ်းနဲ့ရောက်လို့ရှိရင်ဒီလိုတကယ်ရတယ်မရှိဘူးထောင်အားနဲ့ထောင်မဲကင်နေအဲ့ထောင်မဲကင်နေပြီးထောင်ကင်ပြီးတော့လည်းကောင်းလားဆိုလည်းမကောင်းငါတို့ဟဲ့စတားတလုံးအတွက်နဲ့တော့ငါတို့မရင်းနိုင်ဘူးသွားမခုံးဘူးငါသူ့ကိုမခုံးဘူးတော့ပြောဘူးလိုက်ငါပြစ်မှာဟိုတစ်ခါလဲကွာချော်ကြပြီးတော့3-0လဲကွာချော်ကြပြီးတော့ဂျင်းဝိုင်းစောက်တော့သားရောက်6ဆိုတာဘလူကန်ရလဲဂွေးပြမယ်ဒီလားနောက်ကြရင်အဲ့6ခဲတွေပါလာယူဒီလားကိုရှိမှာ6ခဲတွေပါလုတ်ပေးတယ်ဒီလားတော့တိုင်းနေမစောရင်ဘူးစကင်မရှိနဲ့စောက်တော့တိုင်းပြင်ဘာမှဟုတ်တာမဟုတ်ဒီချောင်းတော်မှဟိုဖြစ်မြောက်အောင်မကိုင်းတယ်ပြင်ကိုင်းရင်တော့ချောင်းတုတ်ချင်တော့ချောင်းပလီစင်ဒီခေါ်တာအားတော့နားကွာဒီနေ့အားတော့နာပါငါတင်ခွန်တာတော့ဘယ်သူတင်လို့ရောက်လာလဲဟုတ်တယ်ရမစောချင်ဘူးဒီဘယ်ကောင်ကတင်ပေးလိုက်လို့ဒီမဟုတ်ကျွန်တော်ပြောမယ်စောလို့ငါဒီအဲ့25-24ကိုတစ်လင်းကျွန်တော်ပြောရမယ်ဗျာဒီလားသူ့လဲလူပဲဒီလားနောက်ပြီးတော့သူ့ဘာလို့စကင်ရှိစကင်မရှိဗျာဒီလားဒီကောင်နဲ့ကျွန်တော်နဲ့ငယ်ကလေးကပေါင်းလာတာတော့တွေ့ရတယ်ဟောကျောင်းနေပတ်တယ်အဲ့တော့ဒီကောင်မှဒီကောင်ဘာပဲဖြစ်ဖြစ်ဗျာဒီလားအမားတို့လူအစ်စ်နဲ့ခွဲခြားတဲ့သူကစားရဗျာဒီကောင်လိုစကင်မရှိကောင်ဆောက်ရကျွန်တော်ပို့ပြောဗျာဒီလားနောက်ပြီးတော့အမားတို့လေကျွန်တော်တကယ်ခင်းတယ်ဒီကောင်လည်းခင်းတယ်ဒါပေမဲ့အဲ့လိုအစ်စ်နဲ့ခွဲခြားတဲ့သူနဲ့တော့ကျွန်တော်ချက်ပြီးတော့အဆင်မပြေဘူးဒီလားနောက်တော့မတို့လဲဆိုတော့ဒီကောင်ဘာပဲဖြစ်ဖြစ်ဗျာဒီကကျွန်တော်ခေါ်ဆော့မယ်ဗျာဒီလားစကင်ရှိမရှိအဲ့အရင်မကြည့်ဘူးတားကြီးအောင် flat လီကိုထွက်ခဲ့ရအောင်လားမင်းကညောက်သွားဆော့မယ် Cameras normally don't talk, but Aya, cô lưu lên đó mà rồi nhỉ? မစောဘူးကြောင့်သူတို့လိုစင်နာခွဲခြားတဲ့သူတွေဆိုင်ဘာမင်းလိုမျိုးစကင်ကြီးကောင်ဆော့မရအောင်မင်းကငါ့ရဲ့အကောင်းဆုံးတငယ်ချင်းပဲရအောင်စိတ်ချမင်းငါမင်းကိုဘယ်တော့မှမထားခဲ့ Chị đi vào à?